ဒီနေ့တော့လင်းချိတ်တဲ့အပိုင်းလေးကိုဆက်ပြီးတော့လေ့လာကြမယ်နော်ဒီမှာဆိုလို့ရှိရင်နှစ်တစ်နှစ်ချင်းစီရဲ့ total amount လေးတွေကိုစင်းပြုစုထားတယ်ဥပမာဆိုကြပါစို့ကိုက2023ရဲ့ total amount ကိုသိချင်တယ်ဒါဆိုဒီမှာကြည့်လိုက်တာနဲ့2023ရဲ့ total amount ကိုတန်းပြီးတော့သိတယ်ပေါ့နော်အဲ့တော့ကိုကအဲ့လိုသိချင်တာမဟုတ်ဘူး2023ရဲ့လတစ်လချင်းရဲ့ဝင်ငွေကိုအသေးစိတ်သိချင်တယ်ဒါဆိုရင်ဒီ file ကြီးကိုခဏပိတ်ပေါ့နော်ပြီးရင်လတလချင်းစီရဲ့ဝင်ငွေတွေရိုက်ထားတဲ့ file ကိုသွားပြီးတော့မှကိုသိမ်းထားတဲ့နေရာမှာသွားရှာဖွင့်ဒီလိုတွေလုပ်နေမယ်ဆိုကြာတာပေါ့နော်ဒါဆိုရင်အဲ့လိုမလုပ်တော့ဘူးဒီ2023 income ဆိုတဲ့စာလေးကိုနှိပ်လိုက်တာနဲ့လတလချင်းစီရဲ့ဝင်ငွေတွေပြုစုထားတဲ့ file ကတန်းပြီးတော့ပွင့်နေတာနော်ဒါဆိုရင်တို့ဘယ်လိုလုပ်လို့ရမလဲဆိုတော့ link လေးချိန်ပေးရမယ်နော်အဲ့တော့2023 income လေးကို click တစ်ချက်နှိပ်ခဲ့မယ်ပြီး insert ထဲကိုဝင်မယ် link လေးကိုတစ်ချက်နှိပ်မယ်နော်ဒီမှာဆိုရင် existing file or web page လို့တွေးလိုက်မယ်ဒါလေးဒီကွန်ပျူတာထဲမှာရှိတဲ့ဓာတ်ပုံစာဖိုင် video ပေါ့နော်အစရှိတဲ့ data တွေနဲ့ချိန်ပေးတာဖြစ်တဲ့အတွက် existing file or web page လေးကိုတစ်ချက် click နှိပ်ပြီးတော့ရွေးခဲ့မယ်နော်ပြီးရင်ကိုယ့်ရဲ့လစဉ်စီးရဲနေပြုစုထားတဲ့နေရာလေးကိုသွားလိုက်မယ်ကိုက desktop ပေါ်မှာတင်ထားရဆို desktop document ထဲမှာတင်ထားရဆို document ပေါ့ဒါဆိုဒီမှာ document လေးကိုတစ်ချက်နှိပ်ခဲ့မယ်ဒီမှာ2023 save price ဒါလေးကိုတစ်ချက်နှိပ်ပြီး okay ပေးလိုက်မယ်ဒါဆိုရင်ဒါလေးဒီ link ချိတ်သွားတာဖြစ်တဲ့အတွက်ဒီမှာ underline လေးလည်းတားပေးထားတယ်font color လေးလည်းပြောင်းသွားတယ်เนาะဒါလေးကိုကမသိတာစေချင်ဘူးဆိုရင်ဒီမှာunderline ပြန်ဖြုတ်ခဲ့လို့ရတယ် font color လေးကိုလည်းဒီမှာအနက်ရောင်လေးပြန်ထားပေးခဲ့လို့ရတယ်ပေါ့နော် font လေးကိုလည်းကိုပုံမှန်တိုင်းထားတဲ့အတိုင်း7နှစ်လောက်ပြန်ထားပေးခဲ့လိုက်လို့ရတယ်နော်ဒါလေးကတော့ link ချိတ်ထားမှမသိတာအောင်ပြန်ပြင်ဆင်တဲ့အပိုင်းပေါ့နော်ဒါဆို link ချိတ်သွားပြီဖြစ်တဲ့အတွက်ဒီကောင်လေးကိုပဲ click လေးတစ်ချက်နှိပ်လိုက်တယ်ဆိုလို့ရှိရင်ကိုသိချင်တဲ့ file ဒီတန်းပွင့်လာတယ်နော်အဲ့ဒီကြမှာကိုက January လရဲ့စင်းကိုသိချင်တာလား February လရဲ့စင်းကိုသိချင်တာလားပေါ့နော်ကိုသိချင်တဲ့ file လေးကို click လေးနှိပ်ပြီးတော့မှဝင်ကြည့်ခဲ့လိုက်လို့ရသွားပြီဒါကကြတော့ဒီမှာရှိတဲ့ total amount နဲ့အသေးစိတ် data လေးတွေကိုကြည့်ချင်တဲ့အခါမျိုးမှာအချင်းချင်းသွားပြီးတော့ link ချိတ်ပေးတာပေါ့နော်နောက်တစ်ခုကဒီမှာရှိတဲ့ပစ္စည်းအမျိုးအမည်နဲ့သူ့ရဲ့ပုံလေးနဲ့တွဲပြီးတော့မှ link ချိတ်ကြည့်တာမျိုးလည်းသုံးလို့ရတယ်ဥပမာတို့ကဒီမှာမောက်လို့ရေးထားလိုက်မယ်ပေါ့နော်ဒီမောက်လေးကိုနှိပ်လိုက်တာနဲ့မောက်ပုံလေးကိုတစ်ခါတည်းတန်းပြီးတော့ရောက်ချင်တယ်ပေါ့နော်ဒါဆိုရင်သူ့ကို click တစ်ချက်နှိပ်ခဲ့မယ် insert ထဲကိုသွားမယ် link ထဲကိုသွားမယ် existing file or web page လေးကိုတစ်ချက် click နှိပ်ခဲ့မယ်နော်ပြီးရင်ကိုသိမ်းထားတဲ့နေရာကိုသွားလိုက်မယ်သိမ်းထားတဲ့နေရာလေးကိုသွားမယ်ဒီနေရာလေးမှာ folder အလိုက်ချိတ်ချင်တယ်ဆိုလဲ folder အလိုက်ချိတ်ပြီးတော့မှအဲ့ဒီ folder ထဲမှာရှိတဲ့ပုံတွေကိုရွေးသုံးတာမျိုးလဲလုပ်လို့ရတယ်ဒါမှမဟုတ်ရင်တပုံနဲ့ပေါ့တန်းပြီးတော့ချိတ်တာမျိုးလဲသုံးလို့ရတယ်เนาะဒီမှာ mouse နဲ့ချိတ်ချင် mouse ကို click တစ်ချက်နှိပ်ခဲ့မယ် okay ပေးလိုက်မယ်ပေါ့เนาะဒါဆိုဒီစာလေးကိုနှိပ်လိုက်တာနဲ့အဲ့ဒီပုံလေးဒီတခါတည်းတွဲရတန်းပြီးတော့ကြာလာတယ်ပေါ့เนาะနောက်တစ်ခုကကိုယ့်ရဲ့အရေးကြီးတဲ့ data ကိုကိုက video file အနေနဲ့ပြုစုထားတယ်ပေါ့နော်ဒါဆိုရင်ဒါလေးကိုနှိပ်လိုက်တာနဲ့သူနဲ့ပတ်သက်တဲ့ video လေးကြာလာခြင်းနဲ့ insert ထဲဝင်လိုက်မယ် link ထဲကိုသွားမယ်ပေါ့နော်ပြီးရင် existing file or web page ကိုတစ်ချက် click နှိပ်ခဲ့မယ်ပြီးရင် video ရှိတဲ့နေရာလေးသွားလိုက်မယ်ပေါ့ဒီနေရာမှာပေါ့နော်မချိတ်ခင်အရင်ဦးဆုံး screen 1မှာကိုပေးခြင်းတဲ့အမှတ်အသားလေးတွေပေးခဲ့တာမျိုးလည်းလုပ်လို့ရတယ်နော်2022နဲ့ပေါ့နော်ဘာလေးနဲ့ချိတ်ထားတယ်ဆိုတာလေးကိုကအမှတ်အသားအနေနဲ့ထားခြင်းနဲ့ဆိုရင် screen 1မှာကိုလိုချင်တဲ့စာသားရေးခဲ့လို့ရတယ်နော်ဥပမာဒီမှာတို့က business video လို့ရေးလိုက်မယ်ဒီလိုလေးရေးခဲ့မယ်ပြီးရင် okay ပေးခဲ့မယ်နော်ပြီးပြီဆိုမှကိုဗီဒီယိုလေးကို click လေးတစ်ချက်နှိပ်ပြီးတော့ okay ပေးပြီးချိတ်ခဲ့မယ်ဒါဆိုရင်ဒီစာလေးပေါ်မှာမောက်လေးတစ်ချက်တင်ကြည့်လိုက်တာနဲ့ဒီမှာ business video ဆိုတဲ့နာမည်လေးပေါ်လာပြီဒါကကိုက screen 1မှာရေးခဲ့လို့ပေါ်တာပေါ့နော် screen 1မှာမရေးခဲ့တာတွေကကြတော့သူကဘာနဲ့ချိတ်ထားတယ်လို့တော့ပေါ်ပေးတယ်ဒါပေမဲ့ तू ကကြတော့ဖိုင်သိမ်းထားလမ်းကြောင်းနေပေါ့နော်ဒါတွေကစ तू ကအကုန်ပေါ်ပေးတာမြင်နေဆိုရင်ကြတော့ click လေးနှိပ်ပြီးတော့ဖွင့်ပေးလိုက်မယ်ပေါ့နော်ဒါဆိုရင်2020နဲ့သက်ဆိုင်တဲ့ဗီဒီယိုလေးဒီမှာလာပြီးတော့ကြာပြီပေါ့နော်အဲ့လိုမျိုးလေးချိတ်ပြီးတော့သုံးတာမျိုးလည်းလုပ်လို့ရတယ်နော်ဒီခါကျတော့တို့ကဖိုင်တစ်ခုအတွင်းမှာရှိတဲ့ data တွေအချင်းချင်းချိတ်ချင်တယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ရှီးတွေအများကြီးရိုက်ထားတယ်ဒီအများကြီးရိုက်ထားတဲ့ရှီးတွေကိုကအချင်းချင်းပြန်ချိတ်ချင်တာပေါ့
ကိုအသုံးပြုခြင်းတဲ့နာမည်တစ်ခုခုကို select ကလေးမှတ်လိုက်မယ်နော်ပြီးရင်လင်ထဲဝင်လိုက်မယ်အချင်းချင်းချိတ်ချင်တာဖြစ်တဲ့အတွက် play in this document လေးကိုရွေးခဲ့မယ်ပြီးရင်လိုချင်တဲ့ file လေးနဲ့သွားပြီးတော့မှချိတ်လိုက်မယ်ပေါ့ okay ပေးလိုက်မယ်ဒါဆိုရင်ဒီမှာချိတ်သွားပြီနော်အဲ့တော့သူ့ကို click လေးတစ်ချက်နှိပ်လိုက်တာနဲ့သူက C7 ကိုချိတ်ခဲ့တာဖြစ်တဲ့အတွက် C7 ကိုတန်းရောက်သွားတယ်ပေါ့နော်ဒီခါပြန်ချိတ်ကြည့်မယ်ဥပမာJanuary ဆိုတဲ့ဒီစာသားလေးနဲ့ C2 နဲ့ချိတ်ချင်တယ်ဒါဆိုဒါလေးကို click တစ်ချက်နှိပ်ထားမယ်လင်ထဲကိုသွားမယ် play in this document လေးတစ်ချက်နှိပ်မယ်C2 နဲ့ချိတ်ထားပါတယ်ဆိုတာကိုစာသားပေါ်ခြင်းနဲ့ဆိုလဲဒီမှာ C2 လို့ရိုက်ခဲ့လိုက်မယ်ပြီးရင် okay ပေးမယ်ပေါ့နော်C2 လေးကို click တစ်ချက်ကလေးနှိပ် okay ပြန်ပေးခဲ့လိုက်ဒါဆိုရင်ဒီမှာသွားပြီးတော့ထောက်ကြည့်လိုက်တာနဲ့ C2 နဲ့ချိတ်ထားတယ်ဆိုတာသိရနော်ဒါဆိုဒါလေးကို click နှိပ်လိုက်တယ်ဆိုရင် C2 ကိုတန်းရောက်သွားတယ်ပေါ့နော်ဒီလိုမျိုးကိုယ့်ရဲ့ Excel file အတွင်းမှာရှိတဲ့ရှိအချင်းချင်းချိတ်တာမျိုးလဲသုံးလို့ရတယ်နောက်တစ်ချက်ကကြတော့ကိုကဒီမှာဆိုလို့ရှိရင်မန္တလေးတို့ရန်ကုန်တို့မုံရွာတို့ပေါ့နော်ဒါတွေရဲ့ပြုစုထားတဲ့စီးရင်နေရှိတဲ့နေရာကိုတန်းပြီးရောက်ချင်တယ်ပေါ့နော်ဒါဆိုအဲ့ဒီစည်ရင်းနေရာဘယ်မှာပြုစုထားလဲဆိုတော့ဒီမှာရှိစစ်ထဲမှာဆိုရင်စာမျက်နှာ number 1စာမျက်နှာ number 2 number 3ဆိုပြီးဒီမှာ3မျက်နှာသုံးပြီးတော့မှစည်ရင်းပြုစုထားတယ်နော်ဒါဆိုရင်မန္တလေးကို A1 ဆွဲခွက်မှာရေးထားတယ်ရန်ကုန်ကိုကြတော့ F1 ဆွဲခွက်မှာရေးထားတယ်မုံရွာကိုကြတော့ K1 ဆွဲခွက်မှာရေးထားတယ်နော်ကဲဒါဆိုရင်တို့ကလင့်ချိတ်လို့ရအောင်ဒီရေးထားတဲ့စာလေးတွေရှိတဲ့ဆွဲခွက်နာမည်လေးတွေကိုတစ်ချက်မှတ်ခဲ့မယ်ပြီးရင် C8 ကိုသွားမယ်ပေါ့နော်မန္တလေးလို့နှိပ်လိုက်တာနဲ့မန္တလေးစင်းကိုတန်းရောက်ခြင်းနဲ့ဒါဆိုသူ့ကို click တစ်ချက်နှိပ်မယ်လင့်ထဲကိုသွားမယ်ပြီးရင် play in this document လေးကိုတစ်ချက်နှိပ်ခဲ့လိုက်မယ်မန္တလေးဆိုတဲ့စာသားရိုက်ထားတာဒီ A1 ဆက်ကွက်မှာရိုက်ထားတာဖြစ်တဲ့အတွက်ဒီနေရာလေးမှာတို့က A1 လို့တစ်ချက်နှိပ်ခဲ့မယ်အဲ့ဒါဒီရှိစစ်ထဲမှာရှိတာဖြစ်တဲ့အတွက်ရှိစစ်ကိုတစ်ချက်နှိပ်မယ် okay ပေးမယ်ပေါ့ဒါဆိုရင်ဒီမန္တလေးနဲ့မန္တလေး data ရိုက်ထားတဲ့ဟာနဲ့သွားချိတ်ပြီနော်ရန်ကုန်လည်းအဲ့တိုင်းပဲဒီမှာ click တစ်ချက်နှိပ်လိုက်မယ်လင်ထဲကိုဝင်မယ်ပြီးရင်သူက F1 မှာရိုက်ထားတာဒါဆိုဒီနေရာလေးမှာ F1 လို့ရိုက်မယ်ရှိစစ်မှာရှိတဲ့အတွက်ရှိစစ်လေးချိတ်ခဲ့မယ် okay ပေးမယ်ဒီမှာမုံရွာကိုတစ်ချက်နှိပ်မယ်လင်ထဲကိုသွားမယ် play in this document နော်သူကကြတော့ K1 မှာရှိတာဖြစ်တဲ့အတွက် K1 လို့ရိုက်ခဲ့မယ် C6 ကိုတစ်ချက်နှိပ်မယ် okay ပေးခဲ့မယ်ပေါ့ဒါဆိုဒီမှာချိတ်သွားပြီနော်အဲ့တော့မန္တလေးကိုတစ်ချက်ကလေး click နှိပ်လိုက်မယ်ဆိုရင်ဒီမှာမန္တလေးစာမျက်နှာကိုတန်းရောက်တယ်ရန်ကုန်ကိုတစ်ချက် click နှိပ်လိုက်မယ်ဆိုရင်ဒီမှာရန်ကုန်စာမျက်နှာကိုတန်းရောက်တယ်ပေါ့နော်မုံရွာကို click နှိပ်လိုက်မယ်ဆိုလို့ရှိရင်မုံရွာစာမျက်နှာကိုတန်းရောက်တယ်နော်ဒီလိုမျိုးရှိတစ်ခုအတွဲမှာရိုက်ထားတဲ့စာမျက်နှာတွေစီကိုအလွယ်တကူရောက်ချင်တဲ့အခါမျိုးမှာလဲလင့်ချိတ်ပြီးသုံးတာမျိုးလဲလုပ်လို့ရသေးတယ်နော်